မင်္ဂလာပါရှာသက်ဆော်ဖြစ်ပါတယ်ဒီနေ့မှာကျွန်မကဒီ reality နဲ့ပတ်သက်တဲ့အကြောင်းတွေကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့ reality ဆိုတာကဒီအစစ်အမှန်နည်းပညာနဲ့ပတ်သက်တာမျိုးပေါ့နော်ဆိုတော့ reality ထဲမှာဆိုရင် virtual reality augmented reality mixed reality ဆို AR VR MR XR ဆိုပြီးတော့reality အမျိုးမျိုးရှိပါတယ်ဆိုတော့ဒီ reality နည်းပညာတွေကဒီဘလို့အသုံးပြုနေတာလဲဘလို့အဓိပ္ပာယ်တက်ရောက်တာလဲဘလို့နည်းပညာမျိုးတွေကိုခေါ်နေရလဲဆိုတာကိုအပိုင်းလေးတွေနဲ့ရှင်းပြသွားမှာဖြစ်ပါတယ်အရင်ဆုံး virtual reality ပေါ့ virtual reality ဆိုရင်သူကမျှော်မှန်းလက်တွေ့နည်းပညာဆိုပြီးတော့ကျွန်မမြန်မာလိုဘာသာပြန်ပါမယ်ဘာလို့မျှော်မှန်းလက်တွေ့နည်းပညာလဲဆို reality ရဲ့သဘောတရားတွေအကုန်လုံးကကျွန်တော်တို့ကဒီနည်းပညာဆိုတဲ့အတိုင်း computer မှာမြင်ရတဲ့အရာတွေကိုအစစ်အမှန်ဖြစ်လာအောင်ကျွန်တော်တို့ဖန်တီးနေကြတယ်အဲ့ဖန်တီးနေတဲ့တဲမှာဒီ virtual reality ဆိုတဲ့သဘောတရားကမျှော်မှန်းတာကျွန်တော်တို့စိတ်ထဲမှာဖန်တီးနေတဲ့ဖြစ်ချင်နေတဲ့အရာတွေကိုကျွန်တော်တို့က computer မှာဖန်တီးလိုက်တယ်အဲ့သဘောတရားအတွက်ကျွန်တော်တို့က virtual reality လို့ခေါ်တယ်ဘယ်လိုမျိုးတွေမှာစိတ်ထဲမှာမျှော်မှန်းမလဲပေါ့နော်ဥပမာအစာအုပ်ဆောက်တယ်အစာအုပ်ကိုအရင်ဆုံးကျွန်တော်စိတ်ကူးထဲမှာဖန်တီးလိုက်တယ်စိတ်ကူးထဲမှာဖန်တီးတယ်ဆိုတဲ့အကြောင်းအရာဘယ်သူ့မှမြင်အောင်ချပြလို့မရအောင်ဒါပေမဲ့ကျွန်တော်တို့ကွန်ပျူတာထဲမှာပုံဆွဲပြီးတော့ကျွန်တော်တို့မြင်ရအောင်ပြတယ်ဒီ computer vision လို့ခေါ်တယ်ကွန်ပျူတာအမြင်နဲ့အရင်ဆုံးကျွန်တော်ဖန်တီးပြီးကြည့်တာဒါမျိုးပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ကမျှော်မှန်းထားတာဒီကိုလက်တွေ့မှာမြင်ရအောင်ကြည့်တယ်နည်းပညာအခုမျှော်မှန်းလိုက်ပြီးကျွန်တော်ကွန်ပျူတာမှာဖန်တီးလိုက်ပြီး 3D နည်းပညာနဲ့ကျွန်တော်ဖန်တီးလိုက်ပြီးဒါဆို 3D ရလာပြီဒီ 3D ကိုကျွန်တော်တို့ကဒီအကူပစ္စည်းဖြစ်တဲ့မျက်မှန်တွေခုနောက်ပိုင်းပေါ်လာပြီလေOculus တို့နောက်ဒီ Apple ကထုတ်တဲ့မျက်မှန်တွေပေါ့နော်ဒါမျိုးတွေကိုကျွန်တော်တို့တက်ပြီးတော့ဒီကွန်ပျူတာကဘာတွေကိုရောက်သွားအောင်ကြည့်လိုက်တာအဲ့မျက်မှန်တွေတက်လိုက်ခြင်းအပြင်ကျွန်တော်တို့ရဲ့ဒီအရှိဘေးဘာပဝန်းကျင်မှမမြင်ရတော့ကျွန်တော်ကွန်ပျူတာမှာဖန်တီးထားတဲ့ဒီကွန်ပျူတာကဘာတွေကိုရောက်သွားတာကွန်ပျူတာမှာမြင်နေရတဲ့အတိုင်းကျွန်တော်ပဝန်းကျင်ကိုကြည့်လိုက်မြင်နေရတာဒါမျိုးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်မျှော်မှန်းထားတဲ့အရာတွေကိုလက်တွေ့မှာမြင်ရအောင်ကြည့်တဲ့နည်းပညာကိုကျွန်တော်တို့ virtual reality လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့လက်ရှိမြင်နေရတဲ့အရာကြီးကပျောက်သွားပြီးတော့ကျွန်တော်တို့ဒီ virtual ကဘာကြီးတစ်ခုတည်းကိုကိုယ်တိုင်ရောက်သွားသလိုမြင်နေရမယ်ခံစားလို့ရမယ်ကြည့်လို့ရမယ်ဖန်တီးလို့ရမယ်ဒါမျိုးနည်းပညာတွေရဲ့အတွက်ကိုကျွန်တော်တို့ virtual reality လို့ခေါ်တယ်ဂိမ်းဆော့နေရင်ကျွန်တော်တို့ဂိမ်းထဲကိုကိုယ်တိုင်ရောက်သွားသလိုမျိုးခံစားရတယ်ကိုယ်တိုင်ရောက်သွားအောင်လုပ်ပေးနိုင်တဲ့နည်းပညာကျွန်တော်မျက်မှန်တက်လာရင်ရောက်သွားသလိုဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့နည်းပညာပါအဲ့ဒါကတော့ကျွန်တော်တို့ virtual reality နည်းပညာလို့ခေါ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာဒီ augmented reality အကြောင်းကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုသိချင်တယ်ဆိုရင်အကောင့်ကို follow ထားလို့ရပါတယ်